73စီရှားပါနေချိန်အခုလိုလုံးရက်လေးကြောင့်အားလုံးကကြည်ကျိုးခံနေရတဲ့ Match မြန်မာတထေးကြီးဦးစောစောပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမြန်မာနိုင်ငံအနှံ့73စီတွေရှားပါနေချိန်သူပိုင်ဆိုင်တဲ့73စီဆိုင်မှာတန်းစီတိုးဝေးစရာမလိုဘဲနဲ့စနစ်တကျအယောင်ချပေးနေရကြောင်းချီကျိုးခံနေရတာကတော့အေယာဝတီဘန်ဥက္ကဋ္ဌတထေးကြီးဦးစောစောပါအားလုံးသိတဲ့အတိုင်းပဲအခုချိန်မှာတော့အရှိအလေပိုင်းပရိပခတွေကြောင့်ကဘာတဝမ်းမှာ73စီပြက်လက်မှုတွေဖြစ်ပေါ်ပြီးတော့စီလေးနည်းနည်းရဖို့အတွက်တန်းစီစောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ဒီလိုအချိန်မြန်မာနိုင်ငံမှာလည်းစီတွေတိုးဝှေ့ပြီးတော့တန်းစီဝယ်ယူနေရတာဖြစ်ပါတယ်။ဒီလိုစီတိုးဝှေ့နေချိန်တချို့ကလည်းမတမာတဲ့နီလန်းနဲ့ကြားဖြတ်ယူတာတချို့ကလည်းစီတွေကိုအပြည့်မှာမှန်မှန်ကန်ကန်မယောင်းချပဲခိုးရောင်းချနေရတွေရှိနေရဖြစ်ပါတယ်။ဒါပေမဲ့လည်း Match မြန်မာစီဆိုင်ပန်ရှင်တထေးကြီးဦးစောစောကတော့ဒီလိုမဟုတ်ပါဘူး။ဒီလိုအကြက်တဲကာလမှာမှမိမိပိုင်ဆိုင်တဲ့73စီဆိုင်တွေမှာပြည်သူတွေတန်းစီတိုးဝေးစရာမလိုဘဲနဲ့စနစ်တကျလိုတလောက်ဝယ်ယူရရှိအောင်စီမံပေးနေရကြောင်းလူပြောများပြီးတော့ချီကျူးခံနေရတာပါ။တခြားဆိုင်တွေမှာစီဖြည့်ဖို့ကားအစီးရေ90မကတန်းစီနေရချိန်မှာ Match စီဆိုင်မှာကတော့ကား7စီးလောက်ပဲတန်းစီလိုက်ရုံနဲ့မိမိကားအတွက်လိုအပ်တဲ့95 that စီကိုကျပ်6000ဖို့အထိအပြည့်အဝရရှိခဲ့ရကြောင်းသုံးဆွဲသူတွေကြားမှာတကယ်ကိုအဆင်ပြေဆိုတဲ့အသံတွေထွက်ပေါ်နေပါတယ်။ Match Energy စီဆိုင်တွေကစီအည်အသွေးကောင်းမွန်ရုံတင်မကပင်လီတာအလေးချိန်ပြေဝမှုတွေကြောင့်သုံးဆွဲသူတွေရဲ့ယုံကြည်မှုကိုနှစ်ပေါင်းများစွာကလေးကအခိုင်အမာရရှိထားတာပါ။အထူးသဖြင့်တခြားဆိုင်တွေကအခက်အခဲကိုခွင့်ကောင်းယူပြီးတော့ဈေးနှုန်းတင်ရောင်းနေချိန်စီမရှိဘူးဆိုပြီးပိတ်ထားချိန်မှာတောင် Match ကတော့ဈေးနှုန်းကိုတည်ငြိမ်အောင်ထိန်းညှိပေးပြီးတော့လိုသလောက်ရောင်းချပေးခဲ့တဲ့အစင်လာကောင်းတွေရှိပါတယ်။စီးပွားရေးကိုမှန်မှန်ကန်ကန်နဲ့စနစ်တကျလုပ်ကိုင်နေသူတွေပဲရေရှည်မှာခံခံမာမာရပ်တည်နိုင်ကြတာပါဆိုတဲ့စကားအတိုင်းပဲအများကျိုးကိုရှေ့ရှုပြီးတော့စီးပွားရေးကိုဖြောင့်မတ်စွာလုပ်ကိုင်နေတဲ့ဦးစောစောလိုလုပ်ငန်းရှင်မျိုးတွေဒီထက်မကအောင်မြင်ပါစေကြောင်းပြည်သူတွေကတော့ဆုတောင်းပေးကြပါတယ်။ Match မြန်မာအုပ်စုက Match Energy စီဆိုင်တွေတင်မကပဲ Match Hotel လုပ်ငန်းတွေအေယာဝတီဘဏ်စတဲ့စီးပွားရေးလုပ်ငန်းများစွာကိုအောင်မြင်စွာနဲ့လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတစ်ယောက်လည်းဖြစ်ပါတယ်။ဦးစောစောကတော့စီးပွားရေးမှာတင်အောင်မြင်တာမဟုတ်ဘဲနိုင်ငံတော်အတွက်လိုအပ်တဲ့အချိန်တိုင်းမှာရှေ့ဆုံးကနေပါဝင်ကူညီတတ်သူပါ။ COVID-19 ကပ်ရောဂါဆိုးရွားစွာကြာရောက်ခဲ့စဉ်ကလည်းဆေးရုံဆေးခန်းတွေနဲ့ quarantine center တွေအတွက်ကျပ်ဘီလီယံပေါင်းများစွာထိထိရောက်ရောက်လှူဒန်းကူညီခဲ့သလိုငလင်ဘေးနဲ့တဘာဝဘေးအန္တရာယ်တွေကြုံတွေ့ရတိုင်းမှာ AR Foundation ကနေတဆင့်ရှေ့ဆုံးကနေပါဝင်ဆောင်ရွက်နေတာအလုံးအသိပဲဖြစ်ပါတယ်။အခုလို73စီရှားပါနေတဲ့အချိန်မှာတော့အမျက်ထက်အများပြည်သူသက်သာချောင်ချီရေးကိုဦးစားပေးပြီးတော့သူရဲ့စီဆိုင်မှာအဆင်ပြေပြေစီးဖြစ်နိုင်ဖို့အတွက်စီမံပေးထားတာကတကယ်ကိုလေးစားစရာလုပ်ရတစ်ခုပါစီးပွားရေးလုပ်ငန်းရှင်ဆိုတာအမျက်ရှာရမှာမှန်ပေမဲ့အခက်ခဲကာလမှာပြည်သူနဲ့အတူရပ်တည်ပြတာကတော့တကယ်တထေးကြီးပြီးသားတဲ့စိတ်သက်ပဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောစိတ်ထားကောင်းပြီးတော့အများကျိုးကိုကြည့်တဲ့တထေးကြီးဦးစောစောရဲ့လုပ်ရအပေါ်မှာဘယ်လိုမျိုးထင်မြင်ချက်တွေရှိပါသလဲရှင်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။